Victoria Academy ကိုရွေးချယ်ပြတာကဘာလို့လဲဆိုတော့ဒီကိုအနေနဲ့ကလည်းကြတော့နည်းနည်းရွေးချယ်ကြအကြောင်းလဲနေရပေါ့နော်ပြီးခါကျ social media ကနေပဲရှာလိုက်တဲ့ခါကျတော့ဒီကျောင်းကကလေးတွေရဲ့အဲ့လို project ကို presentation လုပ်တာတွေဘာတွေကိုသဘောကျတယ်ပေါ့နော်ကလေးကကြည့်ရတာလေဟိုနည်းနည်းဘယ်လိုပြောမလဲယုံကြည်မှုရှိတယ်ပေါ့နော်သူတို့ကသူယုံကြည်မှုရှိပြီးတော့အဲ့လိုပြောတာမြင်တဲ့ခါကျတော့ကိုယ့်ကလေးကိုလည်းအဲ့လိုဖြစ်စေချင်တာပေါ့social media တစ်ဆင့်ရောနောက်အဲ့လိုတငယ်ချင်းတွေပေါ့ထားတဲ့လူတွေမေးတဲ့ခါကျတော့လေသူတို့စီက review လေးတွေကနေပြီးတော့ Victoria ကိုရွေးချယ်ပြသွားတာပါအရင်နဲ့ထက်ကိုတော့ဒီနေ့တော့ပို့ပြီးတော့ true ကြတော့တိုးတက်ပြောင်းလဲလာတာတော့တွေ့ရတယ်ပေါ့နော်ဆက်စချင်းတော့ကတော့သူအဲ့လိုမျိုးတွေစကားတိတ်မပြောဘူးအဓိကတော့အင်္ဂလိပ်စာပြောတဲ့ဟာပေါ့နော်အင်္ဂလိပ်စကားကိုတိတ်မပြောရဲဘူးလူရှိတိတ်မထွက်ရဲတာတွေပါတယ်ပေါ့အခုကျတော့ပို့ပြီးတော့တွက်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေအခုတော့ confidence level ကတော်တော်လေး so high ဖြစ်နေ social skill မှာဆိုလဲစာအပြင်ပေါ့နော် social ကတော့လေteacher ရဲ့ feedback တွေရောပေါ့နော်အဲ့ဒီရဆိုလို့ရှင်တော့သူက social skill တော့အရင်ထပ်စားလို့ရှင်တော့ကောင်းလာတယ်ပေါ့နော်အကြောင်းရဲ့ဒီဟို parent disability တွေကနေတစ်ဆင့်သိရတာတွေရောဆိုတော့လေတိုးတက်ပြောင်းလဲလာတယ်တွေ့ဟုတ်အခုခလေးကအဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲအနောက်မှာမကြံနေပဲနဲ့ဟိုတငယ်ချင်းတွေနဲ့တူရင်မောင်တဲပြီးတော့ပြောနိုင်ဆိုနိုင်နေဆိုတော့ပါရတယ်ပေါ့နော်ဟုတ်ကျောင်းမပြောင်းခင်စိတ်ပူခဲ့တဲ့ဟာတော့အမစိတ်ပူတာအဲ့လိုမျိုးပေါ့အင်္ဂလိပ်စာကောင်းပြောနိုင်မလားပေါ့နော်ဒီကျောင်းကကျတော့အင်္ဂလိပ်စာပဲအင်္ဂလိပ်လိုပဲပြောရတာဆိုတော့လေတခြားကျောင်းတွေလိုမျိုးမဟုတ်ဘူးအင်္ဂလိပ်စာကိုအဓိကထားပြီးပြောရတယ်ဆိုတော့အဲ့ဒါလေးအဆင်မပြေမှာစိုးရိမ်နေနောက်တစ်ခုကကျတော့အဲ့လို project တွေကိုသူများတွေနဲ့တူတူပေါ့နော်သူများတွေလုံးတယ်လို့မျိုးထွက်ပြီးတော့မလုံနိုင်မှာမပြောရဲမှာအဲ့လိုတွေတော့စိုးရိမ်တာရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီကျောင်းရောက်တဲ့ခါကျတော့လေသူကသာသူတော့အဆင်ပြေပါAI ကိုထည့်ပေးလာတာတော့လေကောင်းတယ်ပေါ့နော်အခုသူတို့ခေတ်ကလည်း AI ခေတ်ဆိုတော့လေ AI ကိုထည့်ပြီးတော့ပညာရေးပိုင်းမှာလုပ်လာတာကိုလေကောင်းတဲ့ဟာတွေလည်းရှိတယ်ဟိုနည်းနည်းစိတ်ပူရတဲ့အပိုင်းလေးတွေလည်းရှိရပေါ့နော်တခုဆိုအမားတို့မိဘတွေအားလုံးစိတ်ပူမယ်ထင်တယ်တခုဆိုရင်ကလေးတွေကဟိုညံမသုံးတော့ပဲနဲ့ AI ကိုပဲလေဟိုအခုညတောင်းပြီးတော့မှတခုဆိုအဖြစ်ကတန်းပြီးတော့ပုံစံတပုတ်ဆိုလဲ AI ကိုပဲတွက်ခိုင်းလိုက်တာမျိုးပေါ့သူတို့ညံမသုံးမဲနဲ့အဲ့တခုတော့နည်းနည်းလေးစိတ်ပူတယ်နောက်အားသာချက်တွေကြတော့လေကိုလိုချင်တဲ့ဟာကြတော့ဟို second mind အတွင်းမှာပဲပေါ့နော်ရှာနိုင်တယ်အခုဘယ်လိုပြောမလဲအခုခေတ်ကလည်း AI ခေတ်ဆိုတော့ဒါကိုမသုံးမဲနဲ့နေလို့ရှိရင်လည်းကိုယ်ကလေးရဲ့နောက်ကျကျင်ငယ်မှာဆိုတော့ပေါ့နော်အားသာချက်လည်းရှိတယ်လို့အားနည်းချက်လည်းရှိတာပေါ့။နည်းချက်ကတော့ကိုကတော့သူ့အတွက်ပေါ့နော်အကောင်းဆုံးပေါ့သူလုံနိုင်တဲ့လောက်ပေါ့မိဘဆိုတော့လည်းညီမလေးရဲ့အကုန်လုံးတော့အကောင်းဆုံးတော့ဖြစ်စေချင်တာပေါ့နော်သားသမီးကိုဒါပေမဲ့သူ့အနေနဲ့သူဟာလိုက်နိုင်တဲ့အပေါ်မှာမူတည်ပြီးတော့ကိုကတော့အကောင်းဆုံး support လုပ်ပေးမှာပေါ့နော်။ကျောင်းသားပဲပြောတယ်။ तू ကအမြဲတမ်းအဆင်ပြေတယ်။ကျောင်းမှာဆိုလည်း तू ကcomplaint တိတ်မရှိဘူးပေါ့နော်။အမသတိထားမိတဲ့လောက်ကတော့အမြဲတမ်းတငယ်ချင်းတွေနဲ့အဆင်ပြေလားဆိုလည်းအဆင်ပြေတယ်။ကျောင်းမှာရောအဲ့လိုမျိုးဘာတွေလိုအပ်တာရှိလဲဆိုတော့မရှိဘူးအကုန်အဆင်ပြေတယ်တီချာတွေနဲ့ပတ်သက်ပြီးတော့ဆိုလည်းအကုန်လုံးသူအဆင်ပြေတယ်အမြဲအဆင်ပြေဟုတ် Victoria Academy နဲ့ပတ်သက်ပြီးတော့ကြံပေးတင်တာဆိုတော့ကိုထားကြီးအခုခလေးအခု2နှစ်နေတဲ့ဟိုမှာတော့တိုးတက်လာတာတွေလည်းတွေ့ရတယ်ပေါ့နော်ဟိုအားနေကျတော့အနေနဲ့များတော့ရှိပေမဲ့လည်းဟိုတခြားလူတွေလည်းပေါ့နော်စူးစမ်းပြီးတော့ဟိုဖြစ် try ကျင်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဟိုဘယ်လိုပြောမလဲကိုသုံးနိုင်တဲ့ budget နဲ့ကိုမော်လမြိုင်အနေထားနဲ့ဆိုလို့ရှိရင်တင့်တော်တဲ့အကြောင်းတစ်ခုလို့ကျန်ဟိုဖြစ်စင်ပါတယ်ဟုတ်